အားလုံးပဲမင်္ဂလာပါကျွန်တော်စီရိုပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော် creation fruit စားပါပြီးတော့ mystery တွေနောက်အောင်တော့ okay creation fruit ကစားပြီးပေါ့နော် okay ကျွန်တော် level 85တိတင်ပြီးပေါ့နော်တော့ comment လုပ်ရပါဘူးအဲ့ level တွေရောစမ်းပြပါမယ်ခဏလေးပါ okay ခုတော့ဒေါ်ဆန်းအောင်ရင်တော့ကျုံလိုက်ပါဦးမယ်ဒါကကြောက်တည်ရမလား40 try 45အဲ့ဒါဟိုဗျာဒီမှာအုတ်ထုတ်လေးစောင်းပြီးစားဖို့ရဲ့အုတ်ထုတ်လေးစောင်းပြီးတော့တည်ရမလားအဲ့လိုမျိုးဟွာလောက်တာပေါ့ဗျာအတုံးနေပါလေအိမ်ဆောက်တာပေါ့ဗျာအိမ်ဆောက်တာပြောရတော့အိမ်ဆောက်တာအဲ့ဒါပေါ့ဗျာโอเคဟိုတုံဆောင်းကျုံးလေးရအောင်ဗျာတုံဆောင်းကျုံးပြီး mystery တင်ရအောင်โอเคလိုင်းလက်နေရကွာနဲ့လက်နေလို့ပဲဖုန်းကဒီမှာကြည့်ဆိုင်ကြပါဗျာကျွန်တော်ဖျားနေရဗျာအဲ့ဒါကြောင့်မို့တန်လေးနေနေတော့ဒီခန့်ကြည့်ပေးကြပါလို့โอเคပါလို့ကျောင်းဖုန်းမှာကျွန်တော်ဖျားနေရပေါ့နော်โอเคဟိုကတမီးနဲ့မှ20စက္ကန့်ချိန်နေဆိုโอเคစောင့်လိုက်မယ်ဗျာโอเคဟိုကပေါ်လာတော့မယ်ပေါ့နော်10စက္ကန့်9 8 9 6 5 4တော့နဲ့တဲ့ကိုအောင်ဟောရလက်နေရကွာဂိမ်းလက်နေ smooth ဖြစ်ဘူးကွာဆော့ရတာရောတိတ်တန်းလာဗျာတက်လာအဲ့ဒါရ instant ဖွင့်ပြီးကြည့်ရဆောင်းဝမ်းလာအဲ့ပါလေ tested ကောင်မှအဲ့ပါလေဘာပါလိနာမည်မှတ်မိတော့ဗျာထားရတော့โอเคရောတွေးရဗျာမိုက်ဒီ creation fruit ကသူများကြီးပြောတာဟွာလို့ကောင်းတယ်လို့ပြောကြတာပေါ့နော်ခွန်ဖို့ကောင်းတယ်လို့ပြောပါတယ်ကျွန်တော်ကျွန်တော်ဟိုတက်တော့မှာရင်တော့ video တင်တော့ကျွန်တော်ဟိုဘယ်လေးတစ်ပွေပြောဖို့ရပေါ့နော်မှာဟွာတဲ့ကျွန်တော်အဲ့ဒါဟို creation fruit ပေါက်တော့သူကပြောရပါတော့ဟွာတဲ့ bro တဲ့စားလိုက်တဲ့ဟိုကွန်ပိုတင်ပြီးမယ်တဲ့ကျွန်တော်ဟိုအဲ့ fruit ကကွန်ပိုကောင်းတယ်လို့ပြောရပါတော့ဒါပေမဲ့ကျွန်တော်မစားခဲ့ပါဘူးခုမှစားပါတော့ခုမှစားဘူးလားပါ control fruit ကြော့မှာဒါကြီးကမိုက်တယ်ဗျာသလားဟိုကဘယ်လိုလဲအမြောက်ထဲကနေထွက်ပြီးတော့ဗျာသိရမလားဟိုကတင်းမုံနဲ့နိုင်ရန်ဘက်ကိုပြည့်ရိုက်တော့အုံကနေနေဒါကြတော့အော်ရော okay โอเคဒါကြောင့်ဟိုဟာဘက်တာအက်ကအဲ့လိုမိုက်တယ်ဟေးနောက်တစ်ခုထပ်ပွင့်သွားပြီပေါ့နော်အဲ့တော့ soft box ဆိုတာကြီးကပြောရရင်တော့အော် Minecraft လိုမျိုးအတုံးကြီးချပြီးတော့ဗျာသိရမလားဓာတ်နဲ့ခုတ်တာတင်နေโอเคခုကဂျယ်ရာမီလို့ဘာဖြစ်ကိုဂျယ်ရာမီဖြစ်တကောင်ဖြစ်ကိုတော့ကျုံမယ်ပေါ့နော်နောက်ထပ်ကျွန်တော်က creation fruit ကြိုက်တယ်ခွေးအဲ့လိုမျိုး tab တည်းမှာ dash ပြီးတော့လည်းမျိုးတွားတာတောက်လျှောက်ပြရတည်းမှာလေးပေါ် easy တွားလို့ရမိုက်တယ်အဲ့ဒါတော့တော်တော်လေးမြန်နေပြတည်းမလားတွားရလာရတယ်နည်းနည်းအဆင်ပြေသွားတော့ဟုတ်ပဲရှိရအဲ့ပဲရှိရောလေ easy လေးပြင်လိုက်အောင်ပါပဲအဲ့ဘာ berry meter ဆိုတာဘာလဲမသိဘူးဗျာကျွန်တော်ပြီးမှတခြားကြည့်ပြီးမှဟောလိုက်မယ်ဗျာဘာဖြစ်ပါဘူးအဲ့ဒါဘာမှမဖြစ်ပါဘူးနော်ဘာမှမဆိုင်ပါဘူးတကယ်ပြောရင် skill effect တွေတော်ပါရဲ့ဗျာဒါကြီးက infinity ပေါ့နော်အဲ့အပေါ်ဟာလေးကဘယ်လိုရမလဲဗျာ skill 1ရဲ့ပထမဆုံးစပယ်ပေါ့ဗျာမြန်မာလိုလေးတွန်းနေလိုက်ပါတယ်တဲ့ဟိုကမရဆော့ပါအောင်ပါရောပြောရင်ဘယ်လိုပြရမလဲအဲ့ဒါဟိုဗျာပြောရင်ဂျူဂျူကိုက်ကြည်ဘူးရဲ့မို့လားဂျူဂျူကိုက်ကြတဲ့ domain လိုမျိုးပဲဗျာအဲ့လိုမျိုးပါပဲ domain ပွင့်တော့ domain နဲ့ခေါ်ပြီးကျုံတာပေါ့နော်โอเคရောတေးတန်းဟဲ့ဟို tested ကြီးနဲ့ကျုံလိုက်လို့တေးပါအောင်မယ်ရောအမတေးတန်းဟာရဲ့ဆောင်းအောင်မိုက်တယ်ဗျာဘက်တာအဲ့ဆိုရဲ့ပြန်ပြအဲ့ဒါပြန်ပြမယ်တချစ်တဲ့နေ့လည်းဖြစ်အမြောက်ထဲထွက်တော်မူကမြန်မာလိုကြီးဝင်ကျုံလိုက်လားဟောထွက်တယ်ဟာဒါကြောင့်ပြီးပြီးတော့မြောက်ထဲထွက်ပြီးတော့တင်းမိုးနဲ့ရိုက်တာပေါ့ဗျာဒါကြောင့်ရောအုံးဆိုကန်ရောက်တာโอเค100ဆက်လေးဆိုကျွန်တော်အနေနဲ့နောက်ထပ်ဟွာပဲလို့တော့ဗောနော်130လေးဆို16ခုပဲလို့တယ်โอเค green ဆိုတော့ obi test တော့ဘာဖြစ်ဘာဟိုဒါမှမဟုတ်ရင်လေဟွာဘာလဲဟိုနာဗျာဗာလေအဲ့ကောင်နဲ့ diamond တော့ကျုံကြရပါဗျာโอเค diamond ရှိရ diamond ကျုံရပါဗျာအုတ်ထုတ်လေးကိုခွာလုပ်ပြီးဆိုလို့ရှိရင်ပြန်ပြန်ချော့လိုက်ရောပြီးရင်ရောမှာဘက်တာအဲ့မှာကွန်ဘိုပြမယ်မင်းရောမှာဗာ slide လို့ခေါ်ရလား slide or ham လားဒါကြောင့်နာမည်ပါဘူးပေါ့နော်ကြော့ဒါတော့ကဲလို့မရဘူးဒီကောင်တော့ဟန် infinity ပဲပြောရင်ဒါ 1p ရဲ့ဟာနဲ့လုံးဝမတူဘူးဗျာလား 1p ကဟိုဟာလားဘာထုတ်လို့မျိုးစားထားတယ်ပဲလုံးဝမတူပေါ့နော်ဒီဒါ soft box ကကြောင့်ရော့မှာဒီဘက်ကိုရအောင်ပြောရင်ဓာတ်နဲ့ပိုင်းတာပေါ့ဗျာဒီရမလားရောအမ slide ဟန် slide ရောဟန်ရောမှာတည်တယ်ဆိုခေမှာရောမှာ rocket kit ရောမှာ vermilion ဘာဆိုလဲဟိုဟာကျွန်တော်တခြားမြင်လိုက်ဘူးရောအုံရိုက်ပြတာရဲ့စားတယ်ဗျာဆောင်းမိုက်တယ်တော်တော်လေးကြိုက်သွား creation fruit တော့ရောမှာတည်တယ်ရောမယ်ဒီကောင်ရောတေးလိုက်တော့အိုး118ဆိုတော့ကျွန်တော်12ခုလိုနေပေါ့နော်โอเคဟို object ကိုတော့ခီးမယ်ပေါ့နော်ရေးရှေးမြား boss တွေအကုန်လုံးမတေးအောင်မတေးသေးဘူးဘယ်ကောင်းမှမကြုံကြဘူးထင်တယ်ရောမှာ better at ရောအိုးရောမှာ slide on hand မှာ solve မဟုတ်ဘူးဟိုအေး
စောပေါ့မားပြောရောမှာမြန်မာလူတွန်းနေရဟိုကောင်နားတော့ကဲလို့မရဘူးဟေးရောလိုင်းလင်းနေရလိုင်းလင်းနေပြီဟာရောမှာပတာအဲ့ဝိုင်းလေပြဝိုင်းလေရောစောပေါ့အိုးမိုက်တယ်ကြီးလောက်ရှိုးလိုက်မိုက်တယ်တော့မိုက်တယ်ဟာရောက်ခံတိုင်းမကြီး59ပါတဲ့လောက်ကြပါဦးရောမှာဝင်းအဲ့ဒါကြ3အော်5,000,000တွေ5,000,000 3ဟွာကျတော့ဗာလေရောတီတော့ပဲဟာရောမစောပေါက်နဲ့ဝင်သွားလိုက်ရောထီလဲမထီဘူးဟေးစောက်ကျိုးနေဒါဆိုခေရောမှာ rocket kit မှာ win bullet ဒါကြောင့် beta ရောအုံဘယ်ဝိုင်းလဲဟောဟိုဘက်မှာရောမှာ slide ဟမ် slide ရောဟမ်ဟာအုံ okay ကျွန်တော်ပြေးဖို့နော်6ခုပဲလိုရပါတော့ okay ဒီခါတော့ဟောရင်ခိုးရပါလေsmoke admiral တော့ကျုံးမယ်ပေါ့နော်okay ရှိရဆိုလဲကျုံးရမှာပေါ့ကွာလာတဲ့မင်းတေးပြီးတော့မိုင်းတော့ရကိုဟာနဲ့ကိုညံ့နေတယ်လို့ဒီမှာ aura skin တိတ်ယူလို့ရရပေါ့နော်ကျွန်တော်ရော့မှာဒီဘက်ပါလေနာမည်ပါလေ brista ကောက်စီ okay ဒီဘက်ကိုကျုံးမယ်ဒီမှာ rocket kit ဒီမှာ win bullet 5,000,000 dread ရော့မှာအုံဆိုခင်းရဲ့ soul dream နဲ့ soul pin လား soul pin ဟုတ်တယ် soul pin ရော့ beta ကွန်ဘိုကောင်းတယ်ဆိုတော့ကျွန်တော်တကယ်ယုံသွားပြီဗျာအရင်တော့ကျွန်တော်တကယ်မယုံဘူးရောမလားရောမှာ rocket kit maximum overheat ရော win bullet ဟိအောင်ဘာမှမမြင်ရတော့ဘူးရောမှာရောင်ထီလဲမထီဘူး slide ရောဟမ်ရောပတာဘာမှမမြင်ရတော့ခေရောမှာဆော့ပေါက်တေးလိုက်တော့ okay ကျွန်တော် spare တက်ရပြီပေါ့နော်130ပြည့်သွားပါပြီ138ထိရောက်သွားပါပေါ့နော် okay 138ထိရောက်သွားဆိုချိလိုက်ရအောင်ဗျာဟိုအောက်က NPC ကိုစမ်းကြည့်မယ်ပေါ့နော် okay ချစ်လေးယူလာအောင်ပဲဗျာချစ်လေးယူပြီးဟိုဘဲယူတော့ကျုံးကြည့်မယ်ဘာလဲဆိုတော့နာမည်ကဘာလဲ magic city ပေါ့နော်ဘာလဲမှော်မြို့တော့ဟိုင်းဟိုမှာဘာလဲ1 2 3 4 5 6 9ခုပေါ့နော်8ခုပေါ့နော်အဲ့ဒါယူအုံအိမ်နဲ့ဖိတာပါတဲ့လောက်ကြပါဦးရောအုံဆိုကင်ပေါက်တာဒါမဲ့ကြီးကစုပ်ပြတ်တက်နေရပဲတကယ်ပြောရင်ဟုတ်လားဒါကြောင့် white ဆို control room နဲ့တူရဗျာပုံစံအရတော့မှာဆော့ပေါက်အုံပြည့်ရရစတာပေါ့ရောမှာဟန်ဟို slide ရောဟန် okay ရောတေးတန်း okay ဒါဆိုကျွန်တော်အိမ်ဟိုဟုံးသွားပြီးပူပြီးသွားချကြည့်မယ်ပေါ့နော်ကျွန်တော် PV မကြမ်းပါဘူးအဲ့ဒါကြောင့်မလို့ဒါပေမဲ့ဆန်းသွားချကြည့်မှာပေါ့ဟင်အောင်ရေး save zone ကြီးဖြစ်နေရောကျုံလို့မရအောင်ဖြစ်နေရောဆော့ပေါက်ဟင်အောင်ထိလဲမထိဘူးဟေး save zone ဟင် in combat တဲ့9ကြောက်ထိခံနေရတယ်ဟေးစင်ပြေမလို့ lightning free နဲ့ဟာရှော့ PVP ကောပါဆိုရကျွန်တော်ပြောပါတယ်ကျွန်တော် PVP ကောပါဆိုဟိုက i flu လေးနဲ့ငေါ့တက်တော့အဲ့ဒါတော့နည်းနည်းလုံလုံသွားပြီပေါ့မင်းကိုကျုံးပြီမင်းကိုတကယ်ကျုံးပြီဒီကဖေးကောင်နဲ့ငေါ့တက်တော့ i flu နဲ့ကောင်ဖေးမာလေးအောင်ရှော့မှာထီလဲမထီဘူးရောဆော့ပေါက်ဘယ်ဝိုင်းလေဆော့ပေါက်မှာဆော့ပေါက်နဲ့ဝင်လိုက်ညောင်ရေးလိုက်တဲ့ free နဲ့ရှေ့ကိုကျုံးနေရအောင်ငါဒါမိကသူမြောက်ပေးအောင်ရောဘက်တာလာစမ်းမချစ်စီဒီဟိုမှာဒါမြင်လိုက်ဒီတော့ဟိုဆော့ပေါက်သုံးလိုက်တာအပေါ်မှာဓာတ်ကြီးကြံနေခဲ့ရပေါ့နော်โอเคခုမှမြင်တယ်ကျွန်တော်ခုမှမြင်ရောရေးဝါကျုံးနေရော့မသေးတန်း1500မှာ9ပါတဲ့ပူပြီးတောက်လျှောက်ချတာမှဒီလောက်ပေးရပါတော့โอเคပါနောက်ကထက်ချမှာနောက်တစ်ခါထက်ချမှာတော့စောင့်အားကျတဲ့ကောင်ဆိုဒီခါကျနိုင်ပြီဗျာကြည့်လားမြုံဝင်ကြည့်ထားရတော့4 3 2 1အဝေးလိုက်ရော့မှာပတာထီလဲမထီဘူးမှာကင်ပေါက်ပြီရော့မှာဆော့ပေါက်ညောင်ရေးစတမ်းမိသွားပါတယ်တဲ့ရှော့ magic city ရှော့ထက်ရှောပါတယ်ဟိုရှမ်းကိုင်းနဲ့ခွေးရိုင်းတဲ့တန်းရှောပါပါပဲဘာဖြစ်ထက်ကျုံးမယ်ဗျာဒီခါလဲထက်ကျုံးမယ်ခဏလေးထက်ကျုံးမယ်ဒီကောင်လေးမချင်နိုင်သေးဘူးထက်ကျုံးကြမယ်ပေါ့နော်โอเคလာတဲ့ရောဆော့ပေါက်slide ရောဟန်ရောပတာရောမှာပတာဟောင်းကြီးလောက်ပြောတွေပြကုန်ပြီဟေးလောက်ကြပါဦး magic city မတုံးတော့မတုံးရတယ်ဟိုကောင်လေးကျုံးနေကောရောအုံโอเคဒါမိက3648တယ်မစိုးပါဘူးရောအုံရောမတုံးရရှောင်းနေနေရဟေးပြေးပြီရောရောပြေးတာမဟုတ်ကျွန်တော်ဒိုင်းနေမလားဒီကိုမြားခေါ်ပြေးတာမဟုတ်တည်မလားပြေးပြီးမှပြေးရဆိုကြောက်တဲ့ကောင်တွေပဲပြေးဟိုးမှမြင်လားဒါနှစ်ချောင်းတော့မှကြံနေခဲ့ရဗျဒါကျွန်တော်ရဲ့ဆော့ပေါက်ကြောင့်မို့ဖြစ်တာပါလို့โอเคထက်ကျုံးမဒီကောင်တွေဟောင်းရေးလိုက်တဲ့ free နဲ့ share ကိုကျုံးနဲ့ green light တဲ့လင်းကြီးဗျမိုက်တယ်blue လက်တယ်လား blue lock ရ okay ရှောပါတယ်လို့ထပ်ပြီးတော့လဲဟာရောက်ကီစုနဲကောင်ကြီးခေဗျာ
Okay fruit ရောဘယ်နှမိနစ်လိုလဲမသိဘူးထမ်းမကြတော့တော့ထက်ကြရမယ်ဘောင်းကြီးရော့နေအောင်ပါ28မိနစ်ပေါ့နော် Okay video လေးတော့လောက်ပါရဲ့ဆုံးလေးကြီးရှိဝဲတို့ကျေးဇူးတင်ပါတယ်နောက် video ကျန်တဲ့ပုံကောင်းတဲ့ video နဲ့ပြန်လာခဲ့ပါမယ်ကျွန်တော်နေမကောင်းနေလို့အတန်နည်းနည်းလေးဟိုကတမျိုးဖြစ်နေတောင်းပန်ပါတယ် video လေးကိုမဆုံးသက်ခင် like and subscribe လေးကိုပေးခဲ့ဖို့တောင်းဆိုချင်ပါတယ် Okay ပါနောက် video မှာပြန်တွေ့ကြပါပေါ့ဗျာ